မင်္ဂလာပါ2026 6လပိုင်းမှာတင်ရဲ့အခြေရေးအတွက်အင်ဂျယ်လေးတွေတင်ရဲ့အဆောင်ရှောက်တွေကနေပြီးတော့သတင်းစကားလေးတွေဘယ်လိုမျိုးပါမလဲဆိုတာကိုကြည့်ပေးတော့မှာဖြစ်ပါတယ်ရှင်။ Okay ဒါလေးကတော့ Fine 1ပါဒါလေးကတော့ Fine 2ပါဒါလေးကတော့ Fine 3ဖြစ်ပါတယ်ရှင်။တင်ရဲ့စိတ်ကိုဒီညင်ညောက်ထားပြီးတော့တင်ကိုဆွဲဆောင်ဆုံးပုံတစ်ပုံကတ်တစ်ခုကိုတင်ရွေးချယ်ပါဒီတက်လေးတွေကိုအသုံးပြုပြီးတော့ကြည့်ပေးတော့မှာဖြစ်ပါတယ်ရှင်။ဒီအပေါ်ကတော့ Tarot တက်လေးဖြစ်ပါတယ်ဒီအောက်ကတော့ Oracle ကတ်လေးဖြစ်ပါတယ်ရှင်။ဖိုင်ဝဲလေးတွေမင်္ဂလာပါရှင်2026ဂျွန်လမှာတင်ရဲ့အခြေရေးအတွက်အင်ဂျယ်လေးတွေကသတင်းစကားတွေရေးပေးထားပါတယ်ရှင်။ Okay အားလေးရပါလေးဖြစ်မလဲဆိုတော့ပထမဆုံးအနေဖြင့်စင်ဂယ်လေးတွေအတွက်ရင်ပြောပြမယ်နော်စင်ဂယ်လေးတွေအတွက်ကတော့ဒီ2026ဂျွန်လမှာတင်ရဲ့အခြေရေးမှာတင့်ကိုတင်ချစ်ဖို့အတွက်အင်ဂျယ်လေးတွေကအထူး message ပေးထားပါရှင်အခြေရေးမှာတင်တို့ဒီတင့်ကိုတင်အရင်ချစ်ပါတင့်ကိုတင် view site နဲ့ကျင်နာမယ်ကို့အတွက်ကိုယ့်အနေကိုရဲ့ဘဝမှာပျော်ပျော်ရွှင်နဲ့စိတ်ချမ်းသာနဲ့ဖြတ်သန်းနေပြီဆိုလို့ရှိရင်အဲ့ဒီအချိန်ကျရင်တင့်စီကိုတယောက်ပေါ့နော်လူတင်ရဲ့ partner ဖြစ်မဲ့သူတယောက်ရောက်လာပါလိမ့်မယ်တင်ကိုမြတ်တာတွေပေးမဲ့သူတယောက်ရောက်လာပါလိမ့်မယ်အဲ့ဒီအချိန်ကျလို့ရှိရင်တင်ဒီrelationship ရနိုင်မယ်ပေါ့နော်ဒါကတော့အဲ့လိုမျိုး message ပေးပါတယ်နောက်တစ်ခုကတချို့ single လေးတွေကတင်တို့ကိုသဘောကျနေတဲ့သူရှိရယ်တင်တို့သဘောကျနေတဲ့သူရှိတယ်လို့တင်တို့ကလည်း crush နေတဲ့သူလေးတွေလည်းရှိပါလိမ့်မယ်တင်တို့က crush နေတဲ့သူတွေရှိရဆိုရင်တော့အဲ့ crush ကလည်းတင်တို့ပြန်ပြီးတော့နည်းနည်းလေးစိတ်ဝင်စားနေတယ်နည်းနည်းလေးပြန်ပြီးတော့တခုခုတော့ something သူ့ရင်ထဲမှာရှိနေတာမျိုးတော့ကရမြင်ရပါတယ် okay နောက်တချို့ကကြတော့ support ခံရမဲ့လူမျိုးတွေပေါ့နော်တယောက်ကကိုဒီလိုမျိုး single လေးတွေအတွက်ပေါ့နော် single လေးတွေကတချို့ single လေးတွေကဒီ6လပိုင်းထဲမှာတင်တို့နဲ့ပတ်သက်တဲ့တူကတင်တို့ကိုလက်ဆောင်တွေဝယ်ပေးတာတင်တို့လိုချင်တာဖြစ်ချင်တာအရာအားလုံးကိုဖြည့်ဆည်းပေးတယ်နောက်တစ်ခုကကြတော့တင်တို့စိတ်ချမ်းသာအောင်ထားတယ်နောက်တင်တို့ကိုအမြဲတမ်းရှိရနေမနဲ့ရက်တည်ပြီးတော့ကာကွယ်ပေးတတ်တယ်လိုအပ်လာလို့ရှိရင်ပေါ့နော်လိုအပ်တဲ့အချိန်ကြီးကြာလို့ရှိရင်အန်ရရောက်နေတဲ့အချိန်ကြီးကြာလို့ရှိရင်ကာကွယ်ပေးတတ်တဲ့သူမျိုးနဲ့တင်ကြုံတွေ့ရဖို့ရှိပါတယ်တချို့ပေါ့နော်တချို့ace ကိုမေးမရနိုင်တဲ့ single လေးတွေပါတယ်ဆိုလို့ရှိရင်တင်ရဲ့ ace ကပေါ့နော်ပြန်လာနိုင်တယ်လို့တော့ဒီမှာမြင်ရပါတယ်တင်တို့ပေါ့နော်တချို့လက်တလောလေးတွေမှာ break up ဖြစ်သွားတဲ့အသေးကွဲထားတဲ့သူမျိုးတွေပါတယ်ဆိုလို့ရှိရင်တင်တို့ရဲ့အဲ့ဒီ break up လုပ်ထားတဲ့ partner ကတင်တို့ကိုမမေ့နိုင်သေးဘူးပေါ့နော်ပြန်ပြီးတော့နောက်တစ်ခေါက်လောက်တော့ပြန်ပြီးတော့ဆက်သွယ်လာမယ်တင်တို့စုဒီမှာမြင်ရတဲ့လောက်တော့တင်တို့ကိုသူလက်မလွတ်ချင်သေးတာမျိုးမြင်ရတယ်ပြန်ပြီးတော့ဆက်သွယ်လာမယ်မရမကဆက်သွယ်လာမယ်ပြန်ပြီးတော့ဖမ်းဆုပ်ထားမယ်ဆိုတာမျိုးမြင်ရပါတယ်ပေါ့နော်တင်တို့ပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့တင်တို့ဒီယုံကြည်မှုရှိပါနောက်တစ်ခုကတင်တို့စီမှာ boundary control လုပ်ထားတဲ့အရာတွေမရှိပါစေနဲ့တင်တို့ခံစားနေရတဲ့အရာကို feeling အတိုင်းကိုလွတ်လပ်နဲ့ချစ်ပါလွတ်လပ်နေပါလွတ်လပ်ပျော်ရွှင်ပါတင်တို့ဒီအရာကြီးကဒီလိုဖြစ်တဲ့နဲ့ဒါကဒီလိုဖြစ်တဲ့နဲ့ဆိုပြီးတော့လိုက်ပြီးတော့တည့်ရခန်းစားချက်တွေကိုထိန်းချုပ်မထားပါနဲ့အရှိကိုရှိတိုင်းကိုခံစားရတဲ့အတိုင်းနေပါဘဝတိုးတောင်းပါတယ်โอเคနောက်တစ်ခုကကြတော့တင်တို့တချို့ပေါ့နော်လက်တလုံးမှာ break up လုပ်ထားတဲ့သူတွေပါတယ်ဆိုရှင်အဲ့လူတွေပေါ့နော်ဒါမှမဟုတ်လို့ရှင်လည်းတချို့ကအတိတ်မှာ past life မှာ past မှာပေါ့နော်past မှာအတိတ်တုန်းကတင်တို့နည်းနည်း toxic ဆန်တဲ့ relationship တွေကြုံတွေ့ခဲ့ရမယ်ဆိုလို့ရှိရင်တင်တို့အခြေရေးကိုနောက်ထပ်ချစ်ရမှာနောက်ထပ် relationship ထပ်ရရင်ထပ်ပြီးနာကျင်ခံစားရမှာကိုကြောက်နေတဲ့သူမျိုးတွေပါခဲ့မယ်ဆိုရင်အဲ့ဒီလူမျိုးတွေအတွက် angel လေးတွေကတင်တို့မကြောက်ပါနဲ့တဲ့တင်တို့စီကိုလုံခြုံမှုအပြည့်အဝပေးမယ်တင်တို့အတွက်အရန်ကိုနှွေးထွေးမှုအပြည့်နဲ့မေတ္တာအပြည့်နဲ့တကယ်ကိုစစ်မှန်စွာချစ်ပေးမဲ့သူမျိုးကရောက်ရှိလာပါလိမ့်မယ်တဲ့အဲ့အတွက်တင်တို့ရဲ့စိတ်ကိုတဲ့အရန်ကြောက်ရွံ့မနေပါနဲ့တဲ့ဒီတိုင်းတင်ရဲ့ကြောက်ရွံ့တဲ့စိတ်တွေကိုဖျောက်ထားပြီးတော့တင်တို့ကလည်းအချင်းနဲ့ထိုက်တန်တယ်တင်တို့ကိုလည်းနှွေးထွေးပေးမဲ့တကယ်စစ်မှန်တဲ့မေတ္တာနဲ့ချက်ပေးမဲ့သူမျိုးရောက်ရှိလာမယ်ဆိုတာကိုယုံကြည်ထားပါပြီးလို့ရှိရင်တကယ်အချစ်မှန်ရှိရဲဆိုတာကိုလည်းယုံကြည်ထားပါတဲ့ပြီးတော့တင်တို့ချစ်ရမှာကိုမကြောက်ပါနဲ့တဲ့ပြီးလို့ရှိရင်တင်တို့တခုပေါ့နော် angel လေးတခုမှာတာကတင်တို့ကို healthy ဖြစ်နဲ့ချစ်တတ်အောင်စူးစမ်းပါလို့ပြောထားပါတယ်healthy ဖြစ်နဲ့ဆိုတာကလူတစ်ဖက်သားကိုပေါ့နော်တစ်ဖက်သားကိုအရင်စိတ်ကျဉ်ကျပ်မသွားအောင်လိုက်ပြီးတော့ control လည်းမလုပ်ပါနဲ့တဲ့ကို healthy ဖြစ်နဲ့ချစ်ပါအရင်ကိုရဲ့အချက်ကသူ့အတွက်ပေါ့နော်စိတ်အနှောက်အယှက်ဖြစ်စေရတယ်နာကျင်ရတဲ့အရာမျိုးတွေဖြစ်မသွားပါစေနဲ့လို့ angel လေးတွေကမှာကြပါရရှင် okay တချို့ single လေးတွေပေါ့နော် break up ဖြစ်နေတဲ့သူတွေကတင်တို့ရဲ့ break up လက်လုံးမှာ break up ထားတဲ့ partner လည်းပြန်လာဖို့ရှိတယ်လို့နောက်ထပ်အသက်တစ်ယောက်လည်းလာပြီးတော့တင်တို့ပေါ့နော်မြေတားကြီးနဲ့ပတ်သက်ပြီးကမ်းလှမ်းဖို့လည်းရှိပါတယ်အဲ့လိုလည်းမြင်ရပါတယ်နောက်တစ်ခု single လေးတွေကဒီပိုင်းလာယူထားတဲ့ single လေးတွေကတင်တို့ဝမ်းနေနေတဲ့ချိန်နေမှာဖေးမကူညီပေးမဲ့သူမျိုးတွေရှိပါလိမ့်မယ်အဲ့ဒီလူမျိုးတွေဒီတင်တို့အတွက်စစ်မှန်တဲ့မေတ္တာနဲ့ကူညီပေးမဲ့သူမျိုးတွေပါနောက်တစ်ခုကတင်တို့ဘဝမှာတင်တို့ဝမ်းနေနေတဲ့အချိန်မျိုးမှာတင်တို့ကိုအထူး view site ပေးမယ်အထူးချစ်ပေးမယ်အနာဂတ်မှာ
partner relationship ဖြစ်လာမဲ့သူမျိုးနဲ့ဆုံးရပါလိမ့်မယ်ပြောချင်တာတို့စိတ်ကောင်းဖြစ်နေတဲ့အချိန်လေးတို့အားငယ်နေတဲ့အချိန်လေးတို့မှာတစုံတအိုးရဲ့ကိုကြီးဖေးမမှုလိုအပ်နေတဲ့အချိန်မျိုးမှာတို့ရဲ့ partner နဲ့ပေါ့နော်တွေ့နိုင်ပါတယ်အဲ့အခါမျိုးကြလို့ရှိရင်သူနဲ့သူ့ရဲ့ကိုကြီးဖေးမမှုတင်လက်ခံရရှိပြီးတော့တင်ပေါ်ကလည်းတိုးတက်အောင်မြင်တယ်သူကလည်းသူ့ကနေသူတူတူစူးစမ်းချရင်ပေါ့နော်နှစ်ယောက်သားတူတူစူးစမ်းချရင်နဲ့တိုးတက်အောင်မြင်လာမှာမျိုးတွေရှိပါလိမ့်မယ်လို့ Angel လေး message ပေးရပါတယ်ရှင်ဖိုင်ဝမ်လေးတွေမှာ partner တယောက်ရောက်ရှိပြီးသားသူတွေ relationship ပဲဖြစ်စေ situation ဖြစ်ပဲဖြစ်စေ marriage ရှိပြီးသားအိမ်အောင်ကြပြီးသားသူတွေပဲဖြစ်စေပေါ့နော်okay အဲ့လိုလူမျိုးတွေအတွက်ဆိုကြည့်ပေးပါမယ်အခု okay 2026 ဂျွန်လမှာတင်တို့ရဲ့အခြေအရကြတော့တင်တို့ရဲ့ partner နဲ့တင်တို့နေရလေကိစ္စတစ်ခုခုကြောင့်ပေါ့နော်အနေဝေးကွာနေရတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအနေချင်းနီးစပ်ပင်မဲ့လည်းတစ်ခုခုပေါ့နော်သူနဲ့ကိုနေကဟိုဘယ်လိုပြောတစ်ခုခုဂျားထဲမှာတစ်ခုခုအရင်ကလောက်ထိစိတ်ချင်းနီးမဆက်နေတော့ဘူးတစ်ခုခုလေးတော့နည်းနည်းလေးဝေးကွာနေတယ်ပေါ့နော်အဲ့လိုမျိုးတင်တို့ခန်းစားနိုင်ပါတယ်ဒီတင်တို့ရဲ့အခြေအရပေါ့နော်ဒီ2026ဂျွန်လထဲမှာတင်ငန်းစာယူရမယ့်အချိန်လေးတွေကိုဖြတ်တန်းရပါလိမ့်မယ်တင်ငန်းစာယူရမယ့်အချိန်ဆိုတာကသူဒီမှာမြင်တာကတော့ကိစ္စတစ်ခုခုကြောင့်နှစ်ယောက်သားကကိစ္စတစ်ခုကြောင့်အကွာအဝေးတစ်ခုကိုရောက်ရှိသွားပြီးတော့အကွာအဝေးတစ်ခုဆိုတာစိတ်ပိုင်းဆိုင်ရာအရာသူနဲ့ကိုနဲ့ကနည်းနည်းကွာဝေးတယ်လို့ခံစားရတယ်လည်းဖြစ်နိုင်တယ်ဒီ relationship ကြီးကအေးဆက်လိုက်တာလို့ခံစားရလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့တကယ်ပေါ့နော် physical အပိုင်းအရာတကယ်ရောကအလုပ်ကိုင်းရှိလို့ပဲဖြစ်စေဘာပဲဖြစ်စေအလုပ်ကိစ္စကြောင့်ပဲဖြစ်စေပေါ့နော်ဝေးကွာရတာမျိုးအနေဝေးကွာရတာမျိုးပဲဖြစ်စေပေါ့နော်တစုံတစ်ခုကြောင့်တင်းတို့နှစ်ယောက်သားကခဏတာအကွာအဝေးရှိသွားမယ်ဆိုရင်အဲ့အချိန်မှာတင်းတို့နှစ်ယောက်ကမျိုးစုံပေါ့နော်စက်တက်ချက်တွေမျိုးစုံလာမယ်ဆိုဒီမှာမြင်ရတော့တယောက်နဲ့တယောက်ကနည်းနည်းလေးယုံကြည်မှုတွေလျော့ပါလာတာပေါ့နော်အဲ့အချိန်ကြာလို့ရှိရင်အဲ့လိုယုံကြည်မှုတွေလျော့ပါလာတဲ့အချိန်မှာတယောက်နဲ့တယောက်ကပို့ပြီးတော့ဝေးကွာလို့ခံစားရတယ်အဲ့အချိန်မှာနာကျင်ခံစားရတယ်ပေါ့နော်အဲ့လိုဟာ moment လေးတွေပေါ့တင်ယူရမယ့်အခြေအနေမျိုးတွေဖြစ်လာနိုင်ပါတယ်ဒါပေမဲ့လို့အဲ့ဒီအခြေအနေတွေကြုံလာပြီးသွားလို့ရှိရင်တယောက်ယောက်ကပေါ့နော်တင်ဖြစ်ပါစေတစ်ဖက်ပါတနာဖြစ်ပါစေတယောက်ယောက်ကတော့အရန်ကိုအချစ်ကြီးရတဲ့ကြောင့်မလို့ဒီအဲ့ဒီတင်တို့ရဲ့ relationship ကိုပေါ့နော်တင်တို့ရဲ့ဆက်ဆံရေးကိုသူကမပြတ်သွားအောင်လို့အတင်းကိုဖန်ဆုပ်ထားပါမယ်အဲ့ဒီခါမျိုးပေါ့နော်အဲ့လိုမျိုးအခါမျိုးကြလို့ရှိရင်တင်တို့ရဲ့ relationship ကတယောက်ယောက်ကပြန်လာပြီးတော့ဖန်ဆုပ်တဲ့အချိန်မှာပြန်လာပြီးတော့မရမကပြန်ချော့တယ်မရမကပြန်ပြီးတော့ဒီဆက်ဆံရေးကိုတည်မြဲသွားဖို့စူးစမ်းတဲ့အချိန်မှာနောက်တစ်ယောက်ကလည်းအ short ပေးလာတယ်လိုက်တဲ့ပေါ့နော်ဘာလို့ short ပေးလဲဆိုတော့အရင်ချစ်လို့ပါပဲအဲ့တော့တယောက်နဲ့တယောက်လက်မလွတ်နိုင်ကြဘူးပေါ့နော်တော်တော်ပြောရမယ်ဆိုရင်ဒါကြောင့်မလို့တင်းတို့ကပြန်ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်အဲ့လိုအဖြစ်ပြက်မျိုးမှာတင်းတို့သင်ခန်းစာရသွားပါလိမ့်မယ်ဘာသင်ခန်းစာလဲဆိုတော့တယောက်နဲ့တယောက်ယုံကြည်ရမယ်ယုံကြည်ရမယ်ပေါ့နော်တယောက်နဲ့တယောက်နားလည်မှုရှိရမယ်တယောက်ရဲ့ space တယောက်ရဲ့အလောက်ကိုင်းနေအရာအားလုံးဒီကိစ္စဖြစ်ပြီးသွားတာနဲ့တင်းတို့ဒီလိုမျိုးကြုံပြီးသွားတာနဲ့တင်းတို့ဒီrelationship မှာပေါ့နော်ဆက်ဆံရေးတင်းတို့ရဲ့ဆက်ဆံရေးမှာအများကြီးပို့ပြီးတော့သိမြင်သွားပြီးတော့ပို့ပြီးနားလဲသွားပြီးတော့တယောက်နဲ့တယောက်ကပို့ပြီးတော့လက်တွဲလက်တွေခိုင်နေလာပါလိမ့်မယ်ပို့ပြီးတော့လည်းနောက်ထပ်ပေါ့နော်အဆင့်တစ်ခုကိုတက်လှမ်းနိုင်ပါလိမ့်မယ်နောက်ပေါ့နော်တချို့ဆောင်တွဲတွေကကြတော့အများအားကြားလောက်တဲ့အထီကိုလူတွေရှိမှနယ်လေးရိုပြရတို့ဘာလို့ရှိပါလိမ့်မယ်ဒီလာထဲမှာနောက်တချို့ကကြတော့ဆိုဒီမှာမြင်ရတာကလေတချို့ဆောင်တွဲတွေဒီဖိုင်းကိုလာရွေးမိတဲ့ဆောင်တွဲတော်တော်များများကတော့နည်းနည်းလေး indoor case တွေများရပေါ့နော်indoor မှာတို့ဆိုဒီမှာမြင်တာတော့နည်းphysical ပိုင်း attachment ပိုင်းပါလိမ့်မယ်အဲ့လိုဟာမျိုးတွေနည်းနည်းလေး romantic ဆန်တဲ့အရာမျိုးတွေနဲ့တို့ဖြတ်တန်းရပါလိမ့်မယ်ဒီ6လပိုင်းနောက်တစ်ခုကတင်းတို့ရဲ့ partner ကတင်းတို့ကိုရှေ့ကနေမရပ်ပြီးတော့ကာကွယ်ပေးပါလိမ့်မယ်တင်းတို့ကိုဒီ6လပိုင်းထဲမှာပို့ပြီးတော့ကာကွယ်ပေးဖြစ်ပါလိမ့်မယ်လို့ Angel လေးက message ပေးတာပါရှင်ဒီ6လပိုင်းမှာတင်းတို့ရဲ့ partner တင်းတို့ကိုအရေးတကြီးနေကွာအဲ့လိုမျိုးလိုချင်တာရှိရင်လည်းဝယ်ပေးတာမျိုးလုံးဝ view site ပေးမယ်ကာလာမျိုးတစ်ခုလို့လည်းဆိုမြင်ရပါတယ်နောက်တစ်ခုကဒီ6လပိုင်းထဲမှာAngel လေးတွေက message ပေးထားတာတင်းတို့ပေါ့နော်တခုခုပေါ့အကိစ္စပဲဖြစ်စေပညာရေးပဲဖြစ်စေဖဲရမှာဆိုတခုခုမှာတင်းတို့အတွက်ဝမ်းနည်းစရာရှိရဲကြာရှုံးစရာကိစ္စတစ်ခုရှိခဲ့မယ်ဆိုလို့ရှိရင်အဲ့ကြာရှုံးမှုကိုတင်းတို့မကြောက်ပါနဲ့နော်ပိုကောင်းတဲ့အရာကိုရဖို့အတွက်ဒီအရာပြက်စီးသွားတာပေါ့နော်အဲ့လိုမျိုးပြောပါတယ်ဒါကြောင့်မလို့မကြောက်ပါနဲ့တဲ့နောက်တစ်ခုကကျတော့အဲ့လိုမျိုးအခြေအနေတွေကြုံတွေ့ခဲ့ရင်လည်းတင်းတို့အတွက်ကဖေးမပေးမဲ့လူကအဆင်သင့်ရှိပြီးသားပါတယ်တင်းတို့ရဲ့ partner ကအဲ့လိုအခြေအနေမျိုးမှာဆိုရင်ဖေးမပေးပါလိမ့်မယ်တဲ့နောက်တစ်ခုကအဲ့လိုအခြေအနေမျိုးပေါ့နော်အဲ့လိုတစ်ခုခုပေါ့ကိုမှစိတ်မကောင်းစရာဖြစ်ပါစေနောက်တစ်ခုခုဆုံးရှုံးစရာဝမ်းနည်းစရာကိစ္စကြုံတွေ့လာခဲ့ရတယ်ဆိုရင်တင်တို့ရဲ့ partner ကိုအကူအညီတောင်းပါတဲ့တင်တို့ရဲ့ partner ကနေတစ်စစ်စိတ်ပိုင်းဆိုင်ရာအရာ healing ရယူတာပဲဖြစ်ပါစေနောက်တစ်ခုကဒီတိုင်းတစ်ခုခုပေါ့နော်သူ့ရဲ့အရေးအချင်းကိုအကူအညီရယူပြီးတော့ပဲဒီကိစ္စကိုဖြေရှင်းတာပဲဖြစ်ပါစေသူ့ရဲ့အကူအညီကိုတောင်းခံပါတဲ့သူနဲ့အတူတူလှုပ်ဆောင်လိုက်တဲ့အခါမှာသင်ရဲ့အဲ့ဒီဆုံးရှုံးရမယ်ဆိုတဲ့အရာဒီပြန်ပြီးတော့အဆင်ပြေလာပြီးတော့ပဲဖြစ်စေနောက်တနည်းနည်းတစ်ခုခုနဲ့အဆင်ပြေလာပြီးတော့ပဲဖြစ်စေတင်တို့ရဲ့ပြဿနာဒီ
ဖြစ်ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်အဆင်ပြေသွားပါလိမ့်မယ်လို့ Angel လေးက message ပေးထားပါတယ်ရှင်နောက်တစ်ခုကဒီ6လပိုင်းထဲမှာတင်တို့ရဲ့ partner နဲ့အတူတူဆက်တူ share အလုပ်လုပ်မယ်ဆိုရင်အဲ့ဒီအလုပ်ဒီလုပ်ငန်းဒီအကျိုးပေးပါတယ်အောင်မြင်ပါတယ်ဒါက Angel လေး message ပေးထားပါတယ်နောက်တစ်ခုကတင်တို့ဒီ6လပိုင်းထဲမှာပေါ့နော်အရေးကြီးဆုံးချက်ကတင်တို့ရဲ့ relationship တင်တို့ရဲ့ partner တင်တို့ရဲ့ဆက်ဆံရေးပေါ့နော်အဲ့ဒီဟာကိုတင်တို့ယုံကြည်ဖို့လိုပါတယ်ယုံကြည်ဖို့လိုတယ်နောက်တစ်ခုကတယောက်နဲ့တယောက်ကပွင့်လင်းလင်းပေါ့နော်ကိုခံစားနေရတဲ့အရာတွေကိုပွင့်လင်းလင်းထုတ်ဖော်ပြောပြဖို့ communicate လုပ်ဖို့communicate မှာပွင့်လင်းလင်းနဲ့ communicate လုပ်ကြဖို့အတွက်ကအရင်အရေးကြီးပါတယ်ဒီအရာကို Angel လေးတွေက message ပေးရပါတယ်ရှင်ဒီ6လပိုင်းထဲမှာပေါ့နော်အတိတ်မှာကိုနာကျင်ရတဲ့အရာတွေအဲ့ဒီအတိတ်က trauma တွေဖြစ်စေတခုခုပေါ့နော်အဲ့ဒီအရာတွေကအတိတ်ကမပြီးပြတ်သေးတဲ့အရာတွေကဒီလမှာ6လပိုင်းမှာတင့်ကိုပြီးပြတ်ဖို့အတွက်နောက်တစ်ခေါက်ပြန်ပြီးတော့အကြောင်းဖန်ပြီးပြန်ကြုံတွေ့လာရတတ်ပါတယ်အဲ့လိုအခြေအနေမျိုးကိုတင့်ရဲ့ partner အကူအညီနဲ့တင်ကြော်ဖြတ်နိုင်ပါလိမ့်မယ်ဒီလဒီတင်တို့အတွက်ကသင်ခန်းစာယူရမယ်လတစ်ခုလိုပါပဲဟုတ်ဆိုတော့ final လေးအတွက်ကတော့ဒီလောက်ပါပဲ